top 1 diploma ဖြစ်တဲ့ AP Thailand ရဲ့ control အသစ်ကိုဘတ်3.9တန်းမြန်မာငွေ3000ကျော်ဝန်းကျင်နဲ့ဝယ်ယူလို့ရပါပြီရှင်။ location လေးကတော့ Sakufit 63လမ်းမပေါ်က Goodie Control နဲ့မိတ်ဆက်ပေးပါမယ်ရှင်။ West မျိုးစားဖြစ်တဲ့အတွက်ကြောင့် ACC နဲ့ private sector နေခြင်းတဲ့သူတွေတော့ရတော့လုံးဝအဆင်ပြေပါရနော်။ပြီးခဲ့တဲ့နှစ်ကကျိုးပတ်ရောင်းတော့ဆိုရင်ဒီ project ကလူကြိုက်များလို့မြန်ဆက်ဆက်နဲ့ရောင်းကုန်ခဲ့ပါတယ်။ဒါလည်းမကသေးဘူးပြောထားတဲ့အတိုင်းသူ့ရဲ့ facility အခြေအသွေး design နေရာအစားအကုန်လုံးကကွက်တိကျနေရပါပြီဖြစ်ပါတယ်။ဆိုတော့ဒီ1ပတ်လုံးခန်းလေးကတော့လုံးဝအတိုက်တွေ့စီမှာပါ။ဝင်လိုက်တာနဲ့အိမ်လိုမျိုးနှွေးထွေးရဲ့ခန်းစားချက်ကိုပေးစွမ်းနိုင်မှာပါ။အခန်းလေးကလည်းဒီလိုမျိုးမှန်တကားနဲ့ spray လုပ်ထားတဲ့အပြင်အဲ့ရပုံမှာလည်းနားနားနေနေလို့ရပါတယ်။ဒါ့အပြင်အခန်းထဲမှာဒီလိုမျိုးဗီဒီယိုကိုထားရှိပေးထားတဲ့အတွက်လုံးဝကိုအဆင်ပြေပါတယ်။ kitchen ထဲမှာဒီလိုမျိုးရေခဲတက်တာပါဝင်တဲ့အပြင် runner နဲ့ဆက်ပေးထားတဲ့အတွက်လေဝင်ထွက်လည်းကောင်းပါတယ်ရှင်။ TV ကြည့်ရင်လည်းမိသားစုတွေအနားယူလို့ရပါတယ်။ဒီချုပ်ကအင်တာကစားအသေးစိတ်တက်အောင်လုပ်ပေးထားတဲ့အတွက် luggage ဆွဲပြီးအဆင်သင့်တက်နေအောင်ပါပဲရှင်။ဒီကုန်းတော်မှာရှိတဲ့ဂျင်ကန်လေးကတော့တော်တော်လေးကိုမိုက်ပါတယ်။ဒါကတော့ကွန်တိုရဲ့ lounge area အပိုင်းလေးပဲဖြစ်ပါတယ်။ location ကလည်း PDF budget green line နဲ့နီနီလေးပါ။ဒါအပြင်ကွန်တိုကနေ shuttle bus စီစဉ်ပေးထားတဲ့အတွက်ပို့လို့တော့အဆင်ပြေသေးရဲ့။အနည်းငယ်မှာ true digital bus, busy, load တုံးနဲ့နေရာဆောင်ရတဲ့အပြင်ကိုမှမြန်မာစားစာရဲ့အတွက် online နဲ့နီနီလေးပါ။အခန်းလေးကနဲနေပြီမလို့ဒီကွန်တိုလေးကိုဝယ်ယူချင်မှာကညီမတို့ရဲ့ A1 Trim Bank က community link ကိုဆက်သွယ်လို့ရပါတယ်ရှင်။